အခုကျွန်တော်ပြထားတဲ့ဗီဒီယိုဖိုင်လေးကတော့လွန်ခဲ့တဲ့ရက်ပိုင်းတော့ကထိုင်းနိုင်ငံမှာအရန်ကိုမှနာမည်ကြီးခဲ့တာသူ့ရဲ့ချစ်သူကောင်မလေးကိုရက်ဆက်ဆက်ပေါ့နော်ကြက်ကလေးတစ်ကောင်ငှက်ကလေးတစ်ကောင်လို့တက်ပြီးတော့အခြေအနေမဟန်တော့တဲ့အခါမှာဒီလာအိုနိုင်ငံကိုထွက်ပြေးဖို့အတွက်ကြံစီခဲ့တဲ့ဒီလာအိုနိုင်ငံသားဒါကိုထိုင်းအာဏာပိုင်တွေကအလင်းမြန်ပေါ့နော်ဖမ်းမိလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကမလွတ်မြောက်သွားပဲနဲ့အခုဆိုလို့ရှိရင်တော့ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံရပြီးတော့တရုပ်ပြနေတာကိုတွေ့ရမှာပါအဲ့ဒီလိုမျိုးကျွန်တော်တို့တရုပ်ပြတဲ့အခါမှာထိုင်းအာဏာပိုင်တွေရဲ့ဖန်ဆီးခြင်းကိုခံရတဲ့အချိန်မှာတော့မှပဲသူကသူ့ရဲ့ချစ်သူကောင်မလေးကိုအရန်ချစ်ပါတယ်အရန်တတိရပါတယ်ဆိုတဲ့ဒီစကားကပေါ့နော်သူ့ရဲ့ပါဇက်ကတဖွာဖွာပြောတယ်တဲ့အဲ့ဒီအချိန်မှာထိုင်းအာဏာပိုင်တွေကသူ့ကိုမေးတယ်မင်းရဲ့ချစ်သူကောင်မလေးကိုအရန်ချစ်ပါတယ်ဆိုပြီးတော့မင်းကဘာကြောင့်ရက်ဆက်ဆက်တက်ရတာလဲလို့မေးတယ်အဲ့လိုမျိုးမေးတဲ့အခါမှာသူကရေရဘာတစ်ခုမှပြန်မဖြေခဲ့ဘူးပေါ့နော်အဲ့တော့ဗဇက်ကတဖွာဖွာချစ်တယ်လို့ပြောနေပေမဲ့လေသူ့ရဲ့ဒီနောက်ကျောင်းတွေပေါ့နော်ဗီဒီယိုတွေကိုပြန်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်တော့ဒီသူ့ရဲ့ချစ်သူကောင်မလေးကိုရိုင်းဆိုင်ပေါ့နော်ကျွန်တော်တို့ဆက်ဆံထားတာတွေကိုတွေ့ရလိုက်မယ်ဒီကောင်မလေးရဲ့မျက်နှာကိုပေါ့နော်ခြေထောက်ကြီးနဲ့ကျွန်တော်တို့လှုပ်တယ်ကစားတလူဘာလူနဲ့အဲ့တော့ကစားတလူဘာလူလှုပ်ပေမဲ့ဒီကောင်မလေးရဲ့မျက်နှာထားကိုကြည့်ရခြင်းအပြင်တော့ဟိုကစားတဲ့ပုံစံမျိုးလည်းမပေါက်တလို့ဒီကောင်မလေးရဲ့မျက်နှာကပျော်ရွှင်နေရတဲ့ပုံစံမျိုးလည်းမပေါက်ဘူးပေါ့နော်သူတော်တော်ကြီးကိုဒါစိတ်တက်ကြနေတယ်ဒါစိတ်ခွန်အားတွေမရှိတော့တဲ့အနေအထားစိတ်ထွက်ပေါက်တစ်ခုကိုလိုချင်နေတဲ့ပုံစံမျိုးသူ့ရဲ့မျက်နှာထားကိုတွေ့ရပါတယ်အဲ့တော့ဒီကောင်မလေးနဲ့ဒီကောင်လေးနဲ့ဆိုလို့ရှိရင်တော့ချစ်သူတက်တန်း9နှစ်တာကြာခဲ့ပြီနဲ့လာအိုနိုင်ငံကနေပြီးတော့ထိုင်းနိုင်ငံမှာအလုပ်လုပ်ကြတာအဲ့ဒီဖြစ်မဲ့နေ့မှာဆိုလို့ရှိရင်တော့ဒါဒီခန်းတစ်ခန်းတွေကိုဝင်သွားတာဗျာနာယီဝက်လောက်ပဲကြာတယ်ပြန်ထွက်လာတဲ့အချိန်မှာကောင်မလေးကပါမလာတော့ဘူးကောင်လေးပဲပါလာတယ်အိတ်ဒီဆွဲပြီးတော့သူကထွက်လာတာပေါ့နော်အဲ့တော့နာယီဝက်လောက်ကလေးနဲ့တော့လူတယောက်ကိုဗျာကြက်တက်တယ်လို့ဝက်တက်တယ်လို့မျိုးနော်အပိုင်းတစ်ပြီးတော့မိုက်အိတ်ကြီး9အိတ်10အိတ်လောက်နဲ့မြောင်းထဲကိုသွားဆွန့်ပစ်လိုက်တာအဲ့ဒီလိုမျိုးလူတယောက်ကချစ်တယ်ဆိုတဲ့စကားကတကယ်ပဲယုံရမှာလားအဲ့တော့ခုခေတ်ကြီးမှာကဘသူကိုမှကျွန်တော်တို့ယုံလို့မရတော့ဘူးချစ်သူသမီးသားတွေပဲဖြစ်လင်မယားတွေပဲဖြစ်ပေါ့နော်ရွှေမျိုးညီကိုမောင်တော်မဒဇိန်တင်ငယ်ချင်းပေါင်းတင်လှုပ်ဖို့ကင်ဘက်စသဖြင့်လူတိုင်းကိုကျွန်တော်တို့ဘသူကိုမှမယုံရတော့ဘူးအပြည့်အဝယုံကြည်မပေးနိုင်တော့ဘူးဆိုတဲ့အရာမျိုးတွေကိုလည်းကျွန်တော်တို့မိမောင်းထိုးပြရတယ်ရောက်တယ်ဒါတွေကသင်ခန်းစာလည်းယူလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူနဲ့ကိုနဲ့ဒါဘဝလက်တွဲဖို့အတွက်ရည်ရွယ်ထားတဲ့သူတွေအချင်းချင်းလင်မယားအချင်းချင်းတွေတောင်မှပဲတယောက်နဲ့တယောက်ဒီလိုမျိုးရက်ဆက်တွေတက်နေကြတယ်တယောက်နဲ့တယောက်နိုင်စားနေကြတယ်ဒါကိုဗဇက်ကနေပြီးတော့တဖွာဖွာချစ်ပါတယ်ဆိုတဲ့စကလုံးတွေရဲ့နောက်ွယ်မှာနှိပ်စက်ခြင်းတွေတော့ညှဉ်းပန်းခြင်းတွေစိတ်ဆင်းရဲအောင်လုပ်မှုတွေကအများကြီးပဲဒါကြောင့်မလို့လူတယောက်ကိုလေအပြည့်အဝယုံကြည်လို့မရတော့တဲ့ခေတ်ကိုရောက်နေပြီချစ်သူသမီးသားပဲဖြစ်လင်မယားတွေပဲဖြစ်ပေါ့နော်ကိုတကယ်မချစ်မနှစ်သက်တော့ဘူးစင်မပြေတော့ဘူးဒီအိမ်အောင်ရေးဒီချစ်သူသမီးသားမှာလုံးဝစင်မပြေတော့ဘူးဆိုရင်တယောက်နဲ့တယောက်လမ်းခွဲလိုက်တာအကောင်းဆုံးပဲနော်ဒီလိုမျိုးလုံရက်တွေကိုလုပ်တယ်ဆိုလို့ရှိရင်တော့တရားဥပဒေရှိတဲ့နိုင်ငံတွေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတရားဥပဒေကိုရင်ဆိုင်နိုင်ရတယ်လို့ပြီးလို့ရှိရင်ဒါတေတံဒါမှမဟုတ်တကြုံတွေလည်းကြာနိုင်တယ်နော်ဒါကြောင့်မလို့ဒီလိုမျိုးအရာတွေကကျွန်တော်တို့သင်ခန်းစာလည်းယူလို့ရတယ်ဘဝတုဒ္ဒလည်းယူလို့ရတယ်လူတယောက်ကိုအပြည့်အဝယုံကြည်မှုပေးလို့မရတော့ဘူးနော်လူတယောက်ကိုယုံမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အုံနှောင်းနဲ့ကိုယ့်ရဲ့ဉာဏ်နဲ့စင်ကျင်ပြီးတော့ကျွန်တော်တို့ယုံသင့်တယ်အပြည့်အဝယုံကြည်မှုမပေးပါနဲ့အခုကျွန်တော်ပြထားတဲ့ဗီဒီယိုဖိုင်ကတော့လူသက်တရေခံကိုထိုင်းအာဏာပိုင်တွေကဖမ်းလာပြီးတော့တရုပ်ပြနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဒီဖြစ်စဉ်ကလွန်ခဲ့တဲ့2ရက်3ရက်လောက်ကထိုင်းမြန်မာနယ်စပ်ဘက်မှာဖြစ်သွားတဲ့ဖြစ်စဉ်လေးပါသူ့ရဲ့ကောင်မလေးလှုပ်တဲ့သူကိုအဲ့ဒီကောင်လေးလှုပ်တဲ့သူကအာရမပြုကျင့်မှုကြံတာဒါကိုကောင်မလေးကလက်မခံတဲ့အခါမှာသူ့မှာအရန်တင်ပါလာတဲ့ဓာတ်နဲ့လေပင်ကိုရက်ဆက်တက်ခဲ့တဲ့ဖြစ်စဉ်လေးလည်းဖြစ်ပါတယ်ကောင်မလေးလှုပ်တဲ့သူကိုကောင်လေးလှုပ်တဲ့သူကလာခေါ်သွားတာလှုပ်ကိစ္စရှိလို့ဆိုပြီးတော့အဲ့တော့လှုပ်ကိစ္စပြီးလို့ပြန်လာတဲ့အခါမှာညမိုးချုပ်သွားတယ်ပေါ့နော်မိုးချုပ်သွားတဲ့အခါမှာလူပြက်တဲ့နေရာကိုရောက်တဲ့အခါမှာကောင်မလေးလှုပ်တဲ့သူကိုဒီကောင်လေးလှုပ်တဲ့သူကအာရမပြုကျင့်မှုကြံတာပေါ့အဲ့လိုမျိုးကြံတဲ့အခါမှာဆိုလို့ရှိရင်တော့ကောင်မလေးကလက်မခံဘူးနဲ့လက်မခံတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကအဲ့ဒီကောင်မလေးရဲ့လေပင်ကိုဓာတ်နဲ့3-5ချက်လောက်ပေါ့နော်လှီးပြီးတော့တက်ဖြတ်ခဲ့တာပါအဲ့ဒီကောင်မလေးကသွေးအိုင်ထဲမှာလဲကျပြီးတော့လူးလိမ့်နေတယ်နဲ့သူကတော့သူ့ရဲ့တငယ်ချင်းတွေကြီးကိုပုံမပြတ်ပန်းမပြတ်ပေါ့နော်သူမလုတ်ခဲ့တယ်လို့မျိုးနဲ့သူကပြန်ပြီးတော့သွားတယ်တရုပ်ဆောင်ဟန်ဆောင်ပြီးတော့သူကသူ့ရဲ့တငယ်ချင်းတွေကြီးကိုပြန်သွားတယ်ပြန်သွားတဲ့အခါမှာဆိုလို့ရှိရင်တော့
ဒီကောင်မလေးကပါမလာတော့ဘူးပါမလာတဲ့ခါမှာဒီသူ့ရဲ့တငယ်ချင်းတွေကမေးတဲ့ခါမှာဆိုလို့ရှိရင်တော့ဒီကောင်မလေးကသူ့ရဲ့ဒီအဖွားအိမ်မေးအိမ်ကိုပြန်သွားပြီဆိုပြီးတော့သူကလိန်ပြောခဲ့တယ်တဲ့အဲ့တော့ဒီကောင်မလေးကိုလာခေါ်သွားတာဆိုလို့ရှိရင်လေသူ့ရဲ့အဖွားတွေသူ့ရဲ့ဒီမေကြီးတွေကိုပေါ့နော်ပြောပြီးတော့လာခေါ်သွားတာဒါပေမဲ့အဲ့ဒီကောင်မလေးကအဲ့ဒီဖွားအိမ်တွေအဲ့ဒီမေကြီးအိမ်တွေကိုပြန်မရောက်လာတဲ့ခါမှာပေါ့နော်ဒီအဖွားတွေကဒါရဲစခန်းမှာသွားပြီးတော့လူပြောက်တိုင်တာအဲ့တော့အခုဆိုလို့ရှိရင်တော့ဒါသူ့ကိုဖမ်းမိသွားပြီဒါသူ့ကိုတရုပ်ပြနေတာဖြစ်ပါတယ်ဒါလည်းချစ်သူကောင်မလေးပဲနော်အဲ့တော့ဟိုလာအိုနိုင်ငံသားတို့ကလည်းချစ်သူကောင်မလေးပဲအခုဒီဟာလည်းချစ်သူကောင်မလေးပဲကောင်မလေးကလည်းငယ်ငယ်လေးပဲရှိသေးတယ်ကောင်လေးကလည်းငယ်ငယ်လေးပဲရှိသေးတယ်အဲ့တော့ခုနောက်ပိုင်းမှာဆိုလို့ရှိရင်လေဘလို့မှယုံလို့မရတော့တဲ့အနေအထားကိုရောက်သွားပြီဒီကောင်မလေးကိုအာရမပြုတ်ကျင့်ဖို့သူကကြံတာဗျာဟိုချစ်သူသမီးစားပဲအာရမပြုတ်ကျင့်เสียဘာကြောင်းမှမရှိဘူးဟုတ်တယ်မဟုတ်လားကောင်မလေးရဲ့ဆန္ဒမပါဘဲနဲ့ဒါကောင်လေးကလုံးဝလုံးလို့မရဘူးအဲ့တော့ကိုယ့်ရဲ့ကောင်မလေးကိုကိုကတကယ်ချစ်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးလုံးရက်တွေကိုလုံးဝမလုံးတင်ဘူးကိုယ့်ရဲ့ကောင်မလေးဆန္ဒမပါဘူးဆိုလို့ရှိရင်ကိုကဒီလိုမျိုးအာရမလုံးလို့မရဘူးပေါ့နော်အဲ့တော့အာရမလုံးလို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးပေါ့နော်စိတ်တစ်ခုကြောင့်ဒါလူတက်မှုကျိုးလွန်သွားတယ်ဒါကမင်းကလေးတွေကိုယ့်ရဲ့ချစ်သူသမီးသားတွေပေါ်ကိုလေအယုံလွယ်ပြီးတော့ဒီလိုမျိုးညအိမ်ကြီးနဲ့မိုးချုပ်ပြီးလာခေါ်ပြီးဆိုလို့ရှိရင်လေတောင်းတောင်းမလိုက်ကြနဲ့သိလားလုံးဝမလိုက်ကြနဲ့မလိုက်တာအကောင်းဆုံးပဲကိုယ့်ရဲ့အသက်အန္တရာယ်တခုခုဖြစ်သွားနိုင်တယ်ဗျာအဲ့တော့ဒီယောက်ျားလေးတယောက်ကဒီစိတ်တွေမှုန်လာပြီဆိုလို့ရှိရင်လေလူတက်ဖို့လည်းဝင်မလေးဘူးသိတယ်မဟုတ်လားဒါကြောင့်မလို့ကိုယ့်ရဲ့အသက်ကိုနှက်မျောတယ်တော့ကိုယ့်ရဲ့ဘဝမှာလူလုံးချင်သေးတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးချစ်သူကောင်းလေးတွေကလိန်ညာပြီးလာခေါ်တဲ့ခါမှာမလိုက်သွားကြပါနဲ့နော်တတိဝရိယလေးတွေထားကြပါနော်အရန်ချစ်ပါတယ်နော်အရန်တန်ရောစင်ရှိပါတယ်မင်းနဲ့ငါနဲ့အစိုးတူကောင်းတူဘဝကိုကြော်ဖြတ်ပါမယ်ဆိုပြီးတော့နှစ်ယောက်တူတူတိုင်ပင်ခဲ့တဲ့နော်ဘဝအိမ်မက်လေးတွေကဒီလိုမျိုးအစိတ်တွေကြောင့်ခဏတာလေးမှာကိုယ့်ရဲ့အသက်တွေလည်းဆုံးရှုံးနိုင်တယ်ဒါကြောင့်မလို့တတိထားဆင်ကျင်နိုင်ကြပါစီဗျာဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ဒုတိယကျေးဇူးတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာမိန်းကလေးအနေနဲ့ပေါ့ဗျာချစ်သူကောင်းလေးထားမယ်ဆိုရင်ကြည်ကြက်ပြီးထားကြပါဗျာအခုလိုဖြစ်စိုးမျိုးရင်းနဲ့မကြုံအောင်လို့ကျွန်တော်ကတတိပေးရခြင်းဖြစ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ